အားလုံးပဲမင်္ဂလာပါရှင်ခုပြနေအဆောက်ကလေးရဆိုလို့ရှင် S1 ကထုတ်ပါတယ်เนาะအဲ့တော့ can we really help the tree ဆိုပြီးတော့မှ yes we can ဆိုတဲ့အဆောက်ကလေးဖြစ်ပါတယ်เนาะဒါလေးရဆိုလို့ဒါလေးရဆိုလဲခလေးအသက်အရွယ်9နှစ်ကနေ9နှစ်အရွယ်တသားမီတွေအတွက်ဖတ်လို့ကောင်းတဲ့ဆောက်ကောင်းလေးလေးဖြစ်ပါတယ်เนาะရောင်းစည်းလေးကလည်း1000နဲ့မှ9000ကျပ်ပါ original book ကိုမှဒီလိုဈေးသက်တာလေးနဲ့ရမှာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့သူ့ရဲ့သဘောတရားကတော့ဘာလဲဆိုရင်သဘာဝတရားပေါ့လေဆောက်ကလေးကဒီမှာကြည့်ပါလားသဘာဝတရားကိုခလေးတွေထိမ့်သိမ်းဆောက်ရှောက်တတ်ဖို့เนาะtrees ပေါ့တစ်ပင်တွေဆိုလို့ရှိရင်လည်းဘလို့အရေးကြီးရယ်ဆိုတဲ့အကြောင်းအရာလေးတွေပါမယ်เนาะပြီးွားရင်ခုနကတော့ပြောသလိုအခုပြနေတယ်လို့မျိုးမှာ trace ဆန်လေးတွေเนาะအဲ့တော့ခလေးတွေအနေနဲ့လေကိုဘလို့တာဝန်ယူစိတ်တွေဖြစ်မလဲပေါ့เนาะပတ်ဝန်းကျင်ကဘလို့အရေးပါမှုတွေဖြစ်မလဲဆိုတဲ့ဟာမျိုးကိုပြသပေးပြီးတော့သင်ပေးလို့ကောင်းတဲ့အဆောက်ကောင်းလေးဖြစ်ပါတယ်ရှင်အဲ့တော့ရောင်းစိတ်လေးကလည်း1000ခွဲကျပ်ပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီဆောက်ကလေးဝယ်ယူအားပေးချင်တယ်ဆိုရင်တော့ဗီဒီယိုလေးရဲ့အောက်မှာပဲဖြစ်ဖြစ်page messenger ပဲဖြစ်ဖြစ်လာရောက်အားပေးကြပါအောင်လို့ဖိတ်ခေါ်လိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်